နှစ်ဆက်နှစ်ရက်နေလေးရဲ့အကြွားပို့စ်လေးရတော့ဒီဗီဒီယိုလေးနဲ့ခဏတစ်ဖြတ်နာမယ်ဆရာမအလုပ်တွေစလုပ်တော့မယ်အပြင်အလုပ်တွေကိုပေါ့နော်အဲ့တော့ဒီ comment ပိုင်ရှင်လေးကဒါလက်တလောပေါ့နော်ဒါနေ့မှ22ရက်နေပဲရှိသေးတာကိုသူရေးထားတာလေးကြည့်အောင်ဆရာမရေးတယ်မနေ့အတက်တဲ့မနေ့ကလို့ရေးတာနေမှာเนาะအတက်နေ့အလှလုတ်ပြီးတဲ့အတက်နေ့ကအလှလုတ်ပြီးတော့တဲ့ထွင်ကရွတ်တယ်တဲ့ OT ရပါစေလို့ဆူတောင်းလိုက်တာတဲ့တကယ်ရပါတယ်ရှင်တဲ့ Oh my god ထွင်ကအရန်စွမ်းတယ်เนาะညီမလေးဟုတ်တယ်မလားเนาะအဲ့တော့ तू ကလေအတက်နေ့ကအလှလုတ်ပြီးတော့ तू ဆူတောင်းတာတကယ်ရတယ်တဲ့အဲ့တော့တချို့တွေလည်းဒီလိုသူ့လိုမျိုးလေးဖြစ်ချင်တဲ့သူလေးတွေပါတယ်ဆိုရင်ထွင်ကကိုယုံကြည်နဲ့ရွတ်ပေးဟုတ်ပြီလားเนาะအဲ့တော့ဆရာမလည်းပဲဒီနေ့ကြွားကျင်တာတွေကတော့အများကြီးပဲစောက်ကြီးနဲ့မှတ်ထားတာဒီအခါတွင်းမှာတော့ဒီဈေးတွေရောင်းကောင်းကြောင်းလာပြောတယ်တော့ဒီရှမ်းပြည်နောက်6နောက်တစ်ခုကကြတော့ဘာလဲဆိုလို့ရှိရင်တချို့ဆိုရင်အခြေအနေတော်တော်ဆိုးဆိုးဝါးဝါးကနေမှရှိနေတာပေါ့เนาะဒီတောင်ကြီးလားမသိဘူးเนาะအဲ့ဒီဘက်မှာဒီညီမလေးတယောက်ဆိုလို့ရှိရင်ထွင်ကားရွတ်တာသူအရန်ကိုမှပေါ့เนาะအများကြီးပဲသူအောင်မြင်တာတွေကသူစုံးမယ်လို့ထင်ထားတဲ့ငွေတွေလည်းရတယ်အလုပ်ငန်းတွေလည်းပြန်လုပ်နိုင်တယ်သူ့အခြေအနေကနော်သူ့အိမ်မှာတော့မနေနိုင်မင်းနဲ့တခြားကိုထွက်လာခဲ့ရတဲ့အခြေအနေမှာတော့သူကဆရာမကိုပြန်ပြီးတော့သူက surprise တိုက်နိုင်တယ်ကွယ်ပြောချင်တာနော်ဆရာမကိုလည်းပဲ तू က surprise တိုက်မဲ့အချိန်က तू ကတတ်မှတ်ပြီးသား तू ကဘယ်လိုတတ်မှတ်လဲဆိုတော့နှစ်ဆန်းတရက်နေတယ်အဲ့ဒါ तू နှစ်ဆန်းတရက်နေဆိုတော့တို့မြန်မာတွေရဲ့အယူဆကနှစ်ဆန်းတရက်နေမှာပြည်စုံကျော်ပါလိုတာရဖို့အတွက်စာကျင်တာတွေစားမယ်အဲ့ဒါတော့ကျမကြီးနဲ့ညီညွတ်တာတွေစားမယ်ပေါ့နော်စာကျင်တာတွေစားမယ်ဆိုတော့နောက်တစ်ခုကကြတော့လှူမယ်တန်းမယ်ပြောမယ်ပျော်ရွှင်လေးစိတ်ကိုထားပေးမယ်စိတ်ညစ်စရာတွေကိုနှစ်ဆန်းတရက်နေမှာရှိတော့ရှိမှာပဲလူတိုင်းကဖယ်နိုင်တဲ့သူကဖယ်နိုင်တယ်မဖယ်နိုင်တဲ့သူကလည်းနှစ်ဆန်းတရက်နေမှာငိုတာရီတာစိတ်မကောင်းတာတွေဖြစ်နေအောင်ပါပဲဒါပေမဲ့ကိုယ့်ကိုတတိလေးနဲ့เนาะဒီကျမတို့ဒီမြန်မာအယူအဆတွေကဒီခါကြီးရကြီးနေကြီးနေမြတ်ဒီမှာဆိုလို့ရှိရင်ကောင်းတာလေးတွေဆွေးငင်ကြတာဗာလဲတွေ့ရတယ်ပေါ့နော်အဲ့တော့ကျမလည်းပဲနှစ်ဆန်းတရက်နေမှာ amazing တွေတွေ့တယ်ကိုကလည်းပြီးတယ်ကိုလည်းလာပြီးတယ်เนาะအရန်ဝမ်းသာရတယ်နှစ်ဆန်းတရက်နေဟာကျမအတွက်အထူးခြားဆုံးနေကြီးဖြစ်ပါတယ်အဲ့လိုလေးပဲကျမကြွားချက်ပါတယ်ကျမရဲ့ fan လေးတွေကိုလည်းအရန်ကျေးဇူးတင်တယ်ဒီထွင်ကာကြီးကိုလည်းကျေးဇူးတင်တယ်ဆရာကြီးမင်းတင်ခါကိုလည်းကျေးဇူးတင်တယ်ဆရာစင်ယော်နေကိုလည်းကျေးဇူးတင်တယ်ကျေးဇူးတင်ထိုက်သူအားလုံးကိုကျမကျေးဇူးတင်ပါတယ်ဒီအကောင့်လေးလည်းနေ့ရက်တိုင်းငွေတွေအများကြီးရောက်ပါစေနော်